မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်ဘဝမှာတကယ်မဖြစ်လာသေးတဲ့ကိစ္စတွေအတွက်ကြိုတင်ပူပန်ပြီးစိတ်ဆင်းရဲနေရတာမျိုးကြုံဘူးကြမှာပါလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကစတိုဝစ်ပညာရှိစနေကာကဒီပြဿနာကိုဘယ်လိုမြင်ခဲ့တယ်လဲဒီနေ့မှာတော့စနေကာရဲ့အဆိုအမိန့်၃ခုကိုအခြေခံပြီးဘဝအတွက်ခွန်အားယူရင်းအစစ်မြင့်အင်္ဂလိပ်စာအသုံးအနှုန်းတွေကိုပါလေ့လာသွားကြပါမယ်We suffer more in imagination than in reality. Seneca. ကျွန်တော်တို့ဟာလက်တွေ့ဘဝမှာချက်စိတ်ကူးတွေကကြောက်ရွံ့မှုတွေကြောင့်ပိုပြီးဆင်းရဲဒုက္ခရောက်ကြတာပါ Vocabulary learning. Suffer. Kanzaya. Dokha yauti. Upama. Don't suffer in silence. Date to sate. Dokha makanbane. Imagination. Seku yinmu. Reality. Let dwe bawa. ဒီနေရာမှာ more a than b ဆိုတဲ့နှိုင်းယှဉ်ချက်ကိုသုံးထားပါတယ်လက်တွေ့ reality ထဲမှာချက်စိတ်ကူး imagination ထဲမှာပိုပြီးဒုက္ခခံစားရတယ်လို့ဆိုလိုတာပါလူတွေဟာဖြစ်မလာသေးတဲ့အဆိုးဝါးဆုံးအခြေအနေတွေကိုတွေးကြောက်ပြီးလက်တွေ့ထက်ပိုစိတ်ဆင်းရဲနေရတာကိုစနကားကထောက်ပြခဲ့တာဖြစ်ပါတယ် If a man knows not to which port he sails, no wind is favorable. ကိုယ့်ရဲ့ဥတီချက်ပန်းတိုင်ကိုမသိတဲ့လူအတွက်ဘလို့လေပြေလေငင်းကမှအထောက်အကူမပြုနိုင်ပါဘူး Vocabulary learning. Port. စိတ်ကန်းဒီနေရာမှာပန်းတိုင်လို့အဓိပ္ပာယ်ရပါတယ် Sail. ရွက်လွန်သည်ခရီးသွားသည် Favorable. အခွင့်ထားသောအဆင်ပြေသောဒီ code မှာပါတဲ့ favorable ဆိုတာကိုသတိထားကြည့်ပါအဆင်ပြေတဲ့လေလို့ဆိုလိုတာပါအဓိပ္ပာယ်ကတော့ကိုယ်ပဲသွားရမလဲဆိုတဲ့ goal ပန်းတိုင်မရှိရင်ဘလောက်ပဲအခွင့်အရေးတွေရနေပါစေတင့်အတွက်အသုံးမဝင်ဘူးလို့ဆိုလိုပါတယ်အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာလေအကိုတို့ဘာကြောင့်လေ့လာတာလဲဆိုတဲ့ပန်းတိုင်ရှိဘူးလိုတာပေါ့လေ Most powerful is he who has himself in his own powerကိုထိန်းချုပ်နိုင်တဲ့သူဟာအင်အားအကြီးဆုံးသူဖြစ်ပါတယ်ဒီနေရာမှာ he who ဆိုတဲ့အသုံးအနှုန်းကအဲ့ဒီလိုလူမျိုးလို့ဆိုလိုပါတယ်မိမိကိုမိမိထိန်းချုပ်နိုင်တဲ့သူဟာအင်အားအကြီးဆုံးသူဖြစ်တယ်တဲ့အပြင်ကလောကဓာတ်တွေကိုလိုက်ပြောင်းလဲနေတာထက်ကိုယ့်ရဲ့စိတ်ဓာတ်နဲ့တုံ့ပြန်မှုကိုထိန်းချုပ်တာဟာပိုပြီးအစွမ်းထက်တယ်ဆိုတဲ့ stoic အယူအဆပဲဖြစ်ပါတယ် Difficulties strengthen the mind as labor does the body. အလုတ်ကျန်းလှုပ်ချင်းကခန္ဓာကိုယ်ကိုတန်မာစေသလိုပဲအခက်ခဲတွေကစိတ်ထက်ကိုကြန့်ခိုင်းစေပါတယ် Vocabulary lesson. Labor အလုတ်ကျန်းပင်ပန်းတဲ့အလုတ် Strengthen တန်မာစေသည်ကြန့်ခိုင်းစေသည်ခန္ဓာကိုယ်ကြွက်သားတွေတန်မာဖို့ဂျင်မာအလေးမရသလိုပင်ပန်းတဲ့အလုပ်တွေလုပ်ရသလိုပါပဲစိတ်သက် mind တန်မာဖို့ကလည်းဘဝရဲ့ difficulties လို့ခေါ်တဲ့အခက်အခဲတွေကိုဖြတ်တန်းရတာပါအခက်အခဲမရှိတဲ့ဘဝဟာတန်မာလာဖို့အခွင့်အရေးမရှိတဲ့ဘဝပါပဲ The greatest remedy for anger is delay ဒေါသအတွက်အကောင်းဆုံးဆေးတစ်ခွက်ကတော့ချက်ချင်းတုံ့ပြန်ခြင်းမပြုဘဲအချိန်ဆိုင်လိုက်ခြင်းပါပဲVocabulary lesson. Remedy. ဆေးမိတို့ကုထုံးဖြည့်စီ Delay. အချိန်ဆိုင်ခြင်းဖြစ်နွယ်ခြင်းဒေါသထွက်လာတဲ့အခါချက်ချင်းတုံ့ပြန်လိုက်တာဟာစတူရီတယောက်ရဲ့လမ်းစဉ်မဟုတ်ပါဘူးဒေါသအတွက်အကောင်းဆုံးဆေး greatest remedy ကတော့ခဏလောက်အချိန်ဆိုင်လိုက်တာပါပဲတစ်ကနေအစဲထိရေတွက်လိုက်တာမျိုးဒါမှမဟုတ်အသက်ကိုပြင်းပြင်းရှူလိုက်တာမျိုးပေါ့အချိန်လေးနည်းနည်းချလိုက်တာနဲ့အမားနေမလုတ်မိအောင်တားဆီးနိုင်ပါတယ်ဒီနေ့စင်နီကာရဲ့သင်ခန်းစာတွေကနေစိတ်ခွန်အားရောအင်္ဂလိပ်စာဗဟုသုတပါရရှိမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုအောက်မှာကျွန်တော် vocabulary list လေးချပေးထားပါမယ်နောက်ထပ်ဘယ်လို stoic ပညာရှိတွေရဲ့အကြောင်းကိုသိချင်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်
အားလုံးပဲတည်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။